Oh, so not deep channel. Attention. Hey! Holy crap! How's it going, my man? Oh my, nhếp về nơi trái mà đi vào bấu đi à? Cho nó zombie spawn này lâu này rồi trên này lên mày. Ý đây người lại thông qua về bọn nó. Cho nó nào mà spider được không? Ý spawn là cho nó nào này. Mà nếp chỉ lại vậy. Yang chỉ lại lâu chuyện nó, tại mà mình lại không lâu thêm ra xí rồi bọn nó. Thì lâu thêm lên cho nó tầm sao tháo bọn. Đó. Thì cái lúc check kỹ giao là cái lúc xe thì mình lại không đều cho nó làm nhá rồi lại rồi bọn nó. Ấy chạy mà cũng cho nó vậy trap theo quên đó bị. Ấy chạy tu qua vậy. Xong tập bị tu cái này quên chạy nhau bị bọn nó. Ok. Đi cả mấy chiều dài nào đi mà tuyên đúng rồi bọn nó. Đấy. Thì còn tên nó trả đi à. Cứ khởi mà rồi. Ok. Áo mà gì xí à, DJ cho nó, nhà bây giờ phe thâu giá rồi mày bọn nó, ấy bao nhiêu rồi lâu show mà. Ok, từ từ giờ mà tham mi lao bảo, what? Đi bây giờ, đi đâu à? Đi theo mà tao nó đi ăn này tao đi, bây giờ này bây giờ, ok, từ giờ ai kêu lên tao bây giờ short luôn nhau nó, so. Đi đánh rồi nó mà chơi bù, nó check kỹ lệ cho luôn nhau, đi áo cũng mà xem này tụi à, bây giờ sao áo luôn rồi, đâu khảo vậy bọn nó, so, cho nó ấy đuổi, bây giờ lại thay biểu cái áo ôm mệt thế này, hậu bị quá, áo giống này thì rồi giao lại, so đi theo này vô rồi, cháu nó mà xí rồi, check kỹ áo tống bề theo số này, sorry tống bề áo số. So cho nó đi áo của when đó lúc xem thì mà lên áo chạy bao đất cũngတွေ့ရမယ်ပေါ့နော်ဆိုတော့ဒီဟာတွေအားလုံးကျွန်တော်ပို့ပြီးတော့ပြန်ပေါ်ထုတ်ရမယ်ပေါ့နော်ဆိုတော့ဒီဘိုင်းလဲတော်တော်ကြာအောင်ပါဗျာကဲအားလုံးပဲကျွန်တော်ပြီးသလောက်တော့ရှိနေပြီပေါ့နော်ဆိုတော့တစ်ချက်ကျွန်တော်လိုက်ပြီးတော့ပြကြည့်မယ်ဒီဟာကတော့ထောင်ချောက်ပေါ့နော်ဆိုတော့ဒီအောက်ကိုကျွန်တော်ဆင်းကြည့်လို့ရှိရင်ဘာတွေ့ရမလဲဆိုတော့အပေါက်တစ်ခုတွေ့ရမယ်ပေါ့နော်ဒီဘက် channel ချိတ်ဆက်နေတာဒီနှစ်ခုကဒါကျွန်တော်အောက်ကတော့လည်းသိမှာပါကျွန်တော်လုံနေရပုံစံပဲပေါ့နော်ဒါပေမဲ့ထူးခြားတာတစ်ခုကထူးခြားတော့မရှိပါဘူးဒါပေမဲ့ရေထဲမှာစောက်ရတဲ့အပိုင်းကတော့တော်ခက်တယ်ပေါ့နော်မလွယ်ဘူးဥမင်းနည်းနည်းကြည်ကောင်းအောင်ထပ်လုပ်မယ်ကဲဥမင်းအပိုင်းကတော့ပြီးသွားပါပြီဆိုတော့နောက်ထပ်ဘာလို့ဖို့ကြံသေးရောဟုတ်ပြီစောင့်ကြည့်ဖို့စကန်တစ်ခုလောက်တော့ကျွန်တော်စောင့်မယ်ပေါ့နော်ခဏလေးကျွန်တော်စကန်မချခင်မှာဒီကလေကားလေးတွေထောင်မယ်ပေါ့နော်ပြီးတော့မန်ချဖို့ကလည်းလိုသေးပြန်ရောကျွန်တော်ချက်ကြီးကိုအလားကြီးဖို့ပေါ့နော်ဒီကောင်ဖမ်းပြီးလို့ရှင်โอเคငါတို့မှာပေါ်ဆုံးကမီးတိုင်ဆိုတော့လိုက်ထုံးကွာကုံလည်းဘာမှမဖြစ်ဘူးကုံမှလည်းမဟုတ်ပါဘူးအများကြီးရှိရယ်ကဲခုချိတ်ဆက်မှုတစ်ခုကနေပြီးတော့အပေါက်ဖောက်မယ်ပေါ့နော်ဆိုတော့တန်ကြားနေရတယ်မိုးများရွာနေရလားဟုတ်တာဗောโอเคဒီမန်ကိုလောက်ရချင်းအကြောင်းကတော့ကျွန်တော်တို့ချက်ကြီးကိုဖြဲဖို့ပေါ့နော်ဒီကောင်ကိုမိသွားလို့ရှိရင်ကျွန်တော်အတကုံဖြဲတော့ပါโอเคဒီမန်တော့သူမချိုးဖြတ်နိုင်တော့ပါဘူးเนาะဒါပေမဲ့တခုတော့ရှိတာသူ့လက်မှာဓာကြီးကင်တာဆိုတော့ဒီမန်ကိုချိုးဖြတ်နိုင်တယ်ပြောလို့မရဘူးအဲ့တော့ကျွန်တော်တို့ဒုတိယအစီအစဉ်လုပ်နေကြအတိုင်းကျွန်တော်တို့လုပ်ရမယ်ပေါ့เนาะနောက်ထပ်အပေါက်တစ်ခုလုပ်ရမယ် Welcome back every morning ဆိုတော့ trap door ကတော့မပါမဖြစ်ပါတော့တကယ်လို့ဒီကောင်တွေမပါလို့ရှိရင်ဒါကျွန်တော်တို့ရဲ့ trap ကြီးကအလကားပဲပေါ့နော်ဆိုတော့ trap door ကဘာဖြစ်လို့လဲတော့မသိဘူးဒီကောင်ကိုလဲစားတဲ့နေရာမှာတော့အသုံးလို့ကောင်းတယ်ပေါ့နော်ဒီနီးကကျွန်တော်တို့ဘိုးစင်ပေါင်ဆက်ခိတ်ကြရအသုံးပြုလာခဲ့ရပါတော့နော်ခုထက်ထိပဲအဲ့တော့ဒီနီးလန်းကအကောင်းဆုံးပဲ NFT တွေကိုဖမ်းဖို့ကဘေးချမ်းတွေကိုလည်းကာရမယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ဒီကောင်က IQ မြင့်တဲ့ဘိုင်းမှာပါဆိုတော့ဘေးတွေကနေစောင်းသွားလို့ရှိရင်သွားပြီရောနော်အဲ့တော့ကျွန်တော်တို့ဥမင်လိုက်ကောင်းတဲမှာတော့မနေဘူးအဲ့တော့ကျွန်တော်ခုဒီမှာဇရက်တစ်ခုချမယ်ပေါ့နော်သူ့ကိုစောင်းကြည့်ဖို့အတွက်နောက်ထပ်စကန်မှာ accessory တွေထည့်ရအောင်မယ် That sound great okay နောက်ဆိုတော့ကျွန်တော်တို့စောင်းကြည့်ရုံဇရက်တစ်ခုကတော့ရပါပြီနော်ဟုတ်တာဟဲ့အောင်ဘာဖြစ်လို့က Steve Skin ဖြစ်နေရလဲမင်းဘာကြောင့်ပေါ့ NFT ကိုလိုက်ဖမ်းတဲ့အချိန်ရလို့ရှိရင်ညမိတ်တာကောင်းတယ်ပေါ့နော်အဲ့တော့ဒီညကိုကျွန်တော်တို့မအိပ်ဘူးစောင့်မယ်ပေါ့နော်တညလုံး Okay ဆိုတော့တညလုံးစောင့်လို့ရှိရင်တော့အချိန်တွေကတော့ထူးခြားလာမယ်လို့တော့ယုံပါရဲ့ဟုတ်ပြီ
ကျွန်တော်စောင်းတဲ့ချိန်ကြလို့ရှိရင်လေရွာမှာစောင်းဝင်ကောင်းမယ်ထင်တယ်ပေါ့နော်ရွာဆိုတော့ပို့ပြီးတော့ပြေးရလွယ်ရဟုတ်တယ်မလားနေရတော့စောင်းတော့မယ်အဲ့တော့ရွာမှာပဲခုဟေးဟဲ့မနောက်ရဘူးလေမလဲဟာဟဲ့အဲ့လိုကြီးရတော့ fuck ဟဲ့ရေဒါချက်ကြီးအယုတ်ကြီးမရှိတော့ပါအေး what the fuck oh no ငါမတင်ကားတဲ့အတိုင်းဖြစ်နေပြီအဲ့ရွာသားကလုံးဝမတင်ကားဘူးသူတော့ထင်တဲ့အတိုင်းဖြစ်နေပြီရောကွာမင်းတို့ညောင်ပူပေါင်းနေရလားဟောအမှန်တမ်းပြောစမ်းဟဲ့ဘာဖြစ်နေအောင်ဟဲ့ရွာနေမြန်လင်းမဖြစ်တော့မယ်နေဖန်ညားလာလို့ရှင်ကကြွတ်တော့မယ်အဲ့ဟောကိုဇင်းမှာပဲကိုနေပြီးတော့ပဲစောင်းတော့မယ်ဟုတ်ပြီလားမလွယ်ဘူး okay hey shit တော့တေးပြီလဲတော့ကွာငါပူငကြွယ်ကြီးရဲ့ဟာ okay တော့မင်းကအကြံစီထဲမှာမင်းရောက်သွားပြီကဲဒီကောင်ကို share ရတော့မယ်ချိန်ရောက်ပြီကဲတကယ်ချင်းတိတ်တော့မကောင်းပါဘူးကနေရာကတော့နည်းနည်းတော့ကျင်းလိမ့်မယ်ဒါပေမဲ့ဒီမှာထာဝရနေထိုင်သွားရတော့မှာပါမင်းနေဖန်ညားလာလို့ရှိရင်နေသားတော့ကြာသွားမှာမင်းလောလောလတ်လတ်ဘယ်နှယောက်တောင်မင်းတက်ထားပြီးပြီ哦ဒါမှသွေးရစွန်းချက်ကြီးဟုတ်ပြီလားပြောလို့လာနေပြီရော့မင်းကမတက်တာပဲကံကောင်းတယ်မှတ်ပါဟုတ်ပြီလားအော်ဖို့ကျွန်တော်မာကြီးတစ်ခုလုံးပြီးသွားပြီကျင်လုံးများတော့တဲ့မာတစ်ခုပဲပြေး fuck ဒီကချက်ကီအစစ်ကြီးကဟိုးမာဟာတော့ညတော့ဖမ်းလိုက်တဲ့ကောင်ကြီးကအစစ်မဟုတ်ဘူးကဒီကောင်ကချက်ကီကိုစားလာတာပေါ့နော်ညတော့ကကျွန်တော်6ဖို့တက်ဟာတကယ်အစစ်ကြီးကအခုရေထဲမှာဘယ်ရောက်သွားပြီလို့ဟာဒီကောင်ကြီးစွဲမြန်ချက်ကြီးကတော့ဒုက္ခပဲဟုတ်တာပေါ့ကွာတကယ်ချက်ကီအစစ်ကြီးကမျက်နာမှာသူကဓားရကြီးရှိမှလေကျွန်တော်ညတော့ဖမ်းထားတဲ့ကောင်ကြီးကကြောင်ကချော်ကြီးမျက်နာကြီးကဆိုတော့တကယ်အစ်စ်ရာခုရေအော်ဒီမှာမျက်နှာမှာဓာတ်ချိတ်ရာကြီးရှိရပေါ့နော်ဆိုတော့ခိုင်ထားတဲ့ဓာတ်ကြီးကလည်းမနေဘူးပြေးရဒုက္ခပဲပြီးတော့ဒီကောင်က teleport နိုင်တယ်ပေါ့နော် fuck ကြီးတယ်ဒီကောင်ပို့ပြီးတော့ရုပ်ဆိုးပဲပေါ့နော်ဟုတ်ပြီငါတို့ဒီကောင်ကိုဖမ်းရတော့မယ်ဟုတ်ပြီလား